အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဝက်တောက်တောက်ကြော်နီလေးနဲ့ကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်မမိတ်ဆက်ပေးခင်မှာကျွန်တော်အားလုံးလည်းနားလေသဘောပေါက်သွားအောင်ကျွန်တော်လည်းဒီဝက်တောက်တောက်ကြော်နီမှာကျွန်တော်ဘာဘယ်ပစ္စည်းလေးကျွန်တော်ဘယ်လိုသုံးထားတယ်ဘယ်ဟာလေးတွေကိုဘယ်လိုအသုံးပြုပြီးပြုလုပ်သွားမယ်ကြော်သွားမလဲဆိုတာကျွန်တော်လည်းဒီတစ်ချက်လောက်လိုက်ကြည့်အောင်ပါအရင်ဆုံးမှာဗရနာထဲမှာဝက်သားထည့်မယ်ပြီးရင်ဂျင်းကျက်သဖြူလေးထည့်မယ်ကြက်ဥတစ်လုံးလေးခောက်ထည့်မယ်ဝက်သားထဲမှာတစ်ခါတည်းအရသာဝင်သွားကျွန်တော်အချုံကန်လေးထည့်ပေးရမှာဖြစ်ပါတယ်အချုံကန်တွေကတော့စားတကြားစက်သားမုံဟင်းချုံမိုးတုံနဲ့ကျွန်တော်တို့ဟင်းခတ်မိုးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီအချုံကန်အရသာတွေတစ်ခါတည်းထည့်ရတယ်ကျွန်တော်တို့အကြောင်းရင်းကတော့ကျွန်တော်တို့ဝက်သားထဲမှာတစ်ခါတည်းအရသာဝင်သွားအောင်ပါကျွန်တော်ပြီးရင်စီမွေးငေးကောင်းလေးပါထည့်ပါမယ်ထည့်ပြီးသွားရင်ကျွန်တော်ဗရနာကိုကျွန်တော်ကြိတ်ပါမယ်ဗရနာပလက်လေးထိုးပြီးခုဆိုကျွန်တော်မှွေပါမယ်ရှယ်မှွေပါမယ်ရိုးပါလုံးဝပုစုပတ်ဆက်မှွေပြီးကြိတ်ပါမယ်ညက်တဲ့အနေထားတွေကိုကျွန်တော်တို့ကြိတ်ပေးရမှာဖြစ်ပါတယ်ကြိတ်လို့ပြီးသွားရင်စလုံးလေးနဲ့ထည့်မယ်ပြီးရင်ကျွန်တော်တို့ဂျုံမုံလေးကော်မုံလေးထည့်မယ်ထည့်ပြီးကျွန်တော်တို့ကြိတ်ထားတဲ့အသားလေးစီးလာအောင်ကျွန်တော်တို့ရိုက်ပေးရမှာဖြစ်ပါတယ်နေမယ်စိတ်ချလက်ချရတာဝင်တော့အောင်နှက်ဆက်တော့အောင်စီးပိန်တော့အောင်ကျွန်တော်တို့နေပေးရမှာဖြစ်ပါတယ်အခုဆိုနေမယ်ရိုက်မယ်စလုံးထဲမှာကျွန်တော်တို့နေပြီးရိုက်ပါမယ်ကျွန်တော်ကြိတ်ထားတဲ့အသားတွေပေါ့နော်ခြုံကရတိုင်းနဲ့ကြိတ်ထားတဲ့အသားတွေကိုကျွန်တော်တို့နဲ့ထည့်ပြီးတော့အခုဆိုနေတာကျွန်တော်တို့နှက်တာပေါ့နော်နေမယ်နှက်မယ်ကျွန်တော်တို့အားရပါရရိုက်မယ်စီးလာအောင်ပါပြီးသွားပြီဆိုတော့ကကျွန်တော်တို့စောစောကကျွန်တော်ကြိတ်ထားတဲ့နေထားတဲ့နှက်ထားတဲ့အသားကိုကျွန်တော်တို့စီးထဲမှာကျွန်တော်တို့ထည့်ကြော်မယ်ပြပြလေးလုပ်ပြီးထည့်ကြော်မယ်ကြော်တဲ့အခါမှာတော့ကိုကျွန်တော်ရဲ့လက်လေးမှာကျွန်တော်တို့မကတ်တော့အောင်လက်နဲ့ကြော်မှာဆိုတော့လက်လေးမှာမကတ်တော့စီလေးအရင်စွတ်မယ်စွတ်ပြီးသွားရင်ကျွန်တော်တို့ဝက်သားလေးကိုလက်ပေါ်မှာပြပြလေးလုပ်မယ်ပြပြလေးလုပ်မယ်ကျွန်တော်တို့ပဲ့မကြတော့ဖြည်းဖြည်းချင်းထိန်းပြီးတော့ကျွန်တော်တို့ပြပေးရမှာဖြစ်ပါတယ်ပြပေးမယ်အခုဆိုရင်ထိန်းပြီးပြပေးမယ်ကျွန်တော်အောက်ပဲ့မသွားပဲ့မကြတော့အောင်ပေါ့နော်ပြီးသွားရင်ဆိုတော့ကကျွန်တော်တို့စီပူအိုးထဲမှာထည့်ကြော်မယ်ဖြည်းဖြည်းချင်းထိန်းပြီးတော့ကျွန်တော်တို့ဟိုဘက်ဒီဘက်ကျွန်တော်ဖြည်းဖြည်းချင်းကျွန်တော်ဖြည်းပြီးတော့ကျွန်တော်တို့ကြော်ထားပြရမှာဖြစ်ပါတယ်အခုဆိုကျွန်တော်ကြော်ထားမယ်ကျွန်တော်တို့ပြီးဇွန်ကျွန်တော်တို့ဓာတ်အချုံလေးနဲ့ကျွန်တော်တို့အထဲထိရတာလေးကျွန်တော်တို့စိတ်ဝင်တော့အောင်ကြက်တော့အောင်ဓာတ်အချုံလေးနဲ့ဖောက်မယ်ပြီးသွားဆယ်ပြီးတော့ကျွန်တော်တို့ဓာတ်ကုံလေးပေါ်မှာကျွန်တော်တို့လှီးပါမယ်လှီးတာတော့ကိုယ်စိတ်ကြိုက်လှီးပါပြီးပကံထဲမှာကျွန်တော်တို့ခင်းမယ်ဒါတောက်ကြော်အတွက်ပေါ့နော်ကြိုတင်ပြင်ဆင်ပြုလုပ်တဲ့ကျွန်တော်တို့အနေထားလေးပေါ့နော်အခုဆိုရင်ကျွန်တော်ကြော်ထားတဲ့အသားလေးကိုကျွန်တော်ပကံထဲမှာခင်းမယ်ခင်းပြီးသွားရင်ဟိုဘက်ကကျွန်တော်အသီးရွက်တွေတွားပြီးတော့ကျွန်တော်တို့ပြင်ဆင်လှီးကြမယ်ပေါ့နော် let's go သွားမယ်ကျွန်တော်အတေရောတူကျွန်တော်တို့အသီးရွက်တွေတွားပြင်မယ်အရင်ဆုံးမှကျွန်တော်ဥနီလေးလှီးမယ်ဥနီလေးကိုပပလေးလှီးမယ်ပြီးရင်ကျွန်တော်တို့အချောင်းလေးတွေကျွန်တော်ပြန်လှီးမယ်ဟုတ်ကဲ့ဥနီလေးချောင်းလေးပြန်လှီးမယ်ဟုတ်ကဲ့လှီးမယ်ဥလေးချောင်းလေးလှီးမယ်ပြီးသွားရင်ကျွန်တော်တို့ပန်းပွင့်လေးပေါ့နော်ဒါကတော့ကျွန်တော်တို့ပါဝင်တဲ့အသီးရွက်တွေဖြစ်ပါတယ်ပါဝင်တဲ့အသီးရွက်တွေဥနီကျွန်တော်တို့ပန်းပွင့်ပြီးသွားရင်ကျွန်တော်တို့ကြက်နွရက်ကိုလည်းကျွန်တော်အချောင်းလေးတွေလှီးမယ်ဟုတ်ကဲ့ချောင်းလေးတွေလှီးမယ်ပြီးသွားရင်ကျွန်တော်တို့ပဲလိတ်ကိုလည်းအချောင်းလေးတွေကျွန်တော်လှီးမယ်တေးသေးချီလေးပေါ့နော်ပြီးသွားရင်ကျွန်တော်ဘိုစားပဲလေးကိုလည်းချောင်းလေးလှီးမယ်ဒီနေရာမှာကတော့ကျွန်တော်စီမှာရှိတဲ့အသီးရွက်ကိုပဲလှီးပြတာဖြစ်ပါတယ်ကိုကတကယ်လို့တောက်ကြုံနဲ့လိုက်ဖက်တဲ့အသီးရွက်တွေချိမယ်ဆိုရင်ကျွန်တော်တို့ထည့်လို့ရပါတယ်ပြီးရင်ကျွန်တော်မုံချင်းလေးကိုလည်းချောင်းလေးလှီးမယ်ပြီးသွားရင်ကျွန်တော်ပြောင်းမှုလေးကျွန်တော်ထည့်ပါသေးတယ်ကိုကြိုက်နေတဲ့ထည့်ပါမကြိုက်ရင်မထည့်ပါနဲ့ပြီးသွားရင်ဆိုတော့ဂျင်းကျက်သူမျိုးလေးစီတက်ဖို့ထွက်ကျွန်တော်တပြားရိုက်မယ်ဟုတ်ပြီအခုဆိုကျွန်တော်ကျက်သူမျိုးလေးပြီးသွားရင်ဂျင်းလေးကိုကျွန်တော်ချောင်းလေးလှီးတယ်ဒါကတော့ကျွန်တော်စီတက်အနက်မှွေးလောက်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့လှီးထားတဲ့အသီးရွက်တွေကိုကျွန်တော်စီထဲမှာကျွန်တော်ခဏလေးကျွန်တော်ထည့်ပြီးကြော်ပေးမယ်အခုဆိုစီလေးကြော်လို့နွန်းလာပြီဆိုဆယ်ထားမယ်ဆယ်ထားပြီးသွားရင်ဟိုဘက်ကကျွန်တော်တောက်ကြော်တော့ကျွန်တော်အနှစ်ချက်တော့မယ်အနှစ်ချက်မယ်ဆိုတော့ကျွန်တော်စောစောကထောဘက်နှစ်စွန်းထည့်မယ်စောစောကလှီးထားတဲ့ဂျင်းကျက်သူမျိုးလေးကိုထည့်မယ်စီတက်မယ်ထည့်မယ်ကျွန်တော်မှွေးလာပြီဆိုတော့ကကျွန်တော်ကြက်ဥလေးကိုထည့်မယ်ဟုတ်ကဲ့ကြက်ဥလေးကိုမှွေပြီးကျွန်တော်ထည့်ပါမယ်ကျွန်တော်တို့စီသက်ထားတဲ့အထဲမှာကျင်းကျင်းသမီးစီသက်ထားတဲ့အထဲမှာကြက်ဥလေးကိုထည့်ပြီးတော့ကျွန်တော်မှွေမယ်လုံးဝကျွန်တော်ကြေမွားနေတဲ့အနေထားရအောင်ကျွန်တော်မှွေမယ်ကြက်ဥလေးကိုကျွန်တော်ထည့်ပြီးမှွေမယ်အားရပါရမှွေမယ်ကြက်ဥကိုကျွန်တော်အရင်ထည့်ပြီးကျွန်တော်ကစီတက်လိုက်တာပေါ့နော်ပြီးတော့ကျွန်တော်ရေစုံထည့်မယ်ပြီးရင်ခယူးစီထည့်မယ်အချုံကနေပေါ့နော်ဒါကတော့အချုံကနေဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကြက်သားမုံထည့်မယ်ပြီးတော့ကျွန်တော်တို့အရသာမုံလေးထည့်မယ်ကျွန်တော်တို့တကြားလေးထည့်မယ်ပြီးရင်ကျွန်တော်တို့မစတာငပြာကြီးပဲငပြာကြီးထည့်မယ်ပြီးတော့ကျွန်တော် ABC အနောက်ရည်ထည့်မယ်ကျွန်တော်ကြာညွတ်ပေါ့နော် ABC အနောက်ရည်ကိုကြာညွတ်ထည့်ပါမယ်အရောင်လေးတက်လောက်ပြီးတော့ကျွန်တော်တို့ကျက်သွန်ဖြူကျော်လေးထည့်မယ်ပြီးတော့စီမွေးလေးတွေထည့်မယ်ကျွန်တော်ငွေကောင်းလေးတွေပေါက်မယ်အနက်လေးမှွေးလောင်အနက်မှွေးတင်းလေးနဲ့တောက်ကြော်လေးဖြစ်သွားအောင်ကျွန်တော်စီမွေးလေးငွေကောင်းလေးပေါက်မယ်ပြီးတော့စောစောကစီဆွဲထားတဲ့ကျွန်တော်တို့အသီးရွက်တွေထည့်မယ်ပြီးတော့ကျွန်တော်တို့ကော်ဆွဲမယ်ဒါကတော့ရေနဲ့ကော်မုံလေးနဲ့ဖြော်ထားတဲ့ကော်လေးကိုကျွန်တော်ဆွဲမယ်စီပိုင်လေးဖြစ်သွားအောင်ဆွဲပြီးသွားပြီဆိုတော့ကစောစောကကျွန်တော်တို့ကြော်ထားတဲ့တောက်ကြော်အသားကြော်ပြီးတော့ပကံထဲမှာခင်းတဲ့တောက်ကြော်အသားမှာသွားလောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့တောက်ကြော်နီးလေးဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့တောက်ကြော်နီးလေးကိုတစ်ချက်ကြည့်ကြည့်ပါဦးဗျာအားလုံးကိုကျေးဇူးအထူးတင်ချီးပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ